ပန်တူကကြတော့ကိုလိုချင်တဲ့နေရာလေးတွေကိုပဲဒါ slap ပေးပြီးတော့ဒီ edit လုပ်တာပေါ့နော် color change တာပဲဖြစ်ဖြစ်နောက်ခံပြောင်းတာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးတွေကျွန်တော်တို့အသုံးပြုတယ် design ဆွဲတယ်ပေါ့နော်ဒီလိုမျိုးတွေဥပမာကျွန်တော်ကဒီနေရာလေးကိုကျွန်တော် slap ပေးခြင်းနဲ့ဆိုရင်တစ်ချက်နှိပ်မယ်ဒီ frame လေးချခဲ့မယ်ပေါ့နော်ဒီ point လေးချခဲ့မယ်ပြီးရင်တစ်ချက်နှိပ်မယ်တစ်ချက်နှိပ်မယ်ပြီးတော့ဒီမှာလာပြီးအဆုံးသတ်မယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါ Premiere Pro နဲ့ video တည်ဖြတ်လုပ်တဲ့အခါမှာအများဆုံးအသုံးပြုတဲ့ tool တွေအကြောင်းကိုပထမဗီဒီယိုမှာမျှဝေထားပါတယ်အခုဒီဗီဒီယိုမှာလည်းကြံရှိနေတဲ့ tool 5ခုအသုံးပြုပုံကိုဆက်လက်ပြီးမျှဝေခြင်းပါတယ်အဲ့ဒီ tool တွေကတော့ slip tool, pan tool, rectangle tool, hand tool နဲ့ type tool တို့ဖြစ်ပါတယ်ဒီဗီဒီယိုကတော့ Premiere Pro ခုမှစတင်လေ့လာနေတဲ့မိတ်ဆွေတို့အတွက်ကိုမျှဝေခြင်းဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်နဲ့အတူလေ့လာကြည့်လို့ရပါတယ်ပထမဆုံး slip tool အသုံးပြုပုံကိုမျှဝေပါမယ် slip tool ကတော့ဒီအလဲမှာရှိနေတဲ့မြားလေးတစ်ဖက်တစ်ချက်လှည့်နေတဲ့ tool လေးဖြစ်ပါတယ်သူ့ရဲ့ shortcut ကတော့ Y ဖြစ်ပါတယ် Y ကိုနှိပ်မယ်ဆိုရင်ဒီ slip tool ယူပြီးသားဖြစ်ပါလိမ့်မယ်သူ့ရဲ့အလုပ်လုပ်ပုံကကြတော့ကျွန်တော်တို့ဗီဒီယိုကလစ်တစ်ခုကိုအစနဲ့အဆုံးကို duration ကျွန်တော်တို့ short ပြီးတော့ချုံပြတ်ဖြတ်တဲ့သဘောပေါ့နော်လုံးလုံးကျွန်တော်တို့ကဖြတ်ချလိုက်တာမဟုတ်ဘူးဒီစက္ကန့်ကိုကျွန်တော်ချုပ်ပြီးတော့ဖြတ်လိုက်တဲ့သဘောပါဥပမာဒီဗီဒီယိုဖိုင်ကိုကျွန်တော်ဒီလောက်မကြိုက်ဘူးပေါ့နော်ဒီစက္ကန့်လောက်ကိုကျွန်တော်တို့ကဖြတ်ချင်တယ်ဆိုရင်ဒီညမရှိတော့ဘူးပေါ့နော်ဒါကျွန်တော်တို့ချုပ်ပြီးဖြတ်လိုက်ပြီးဒါကိုကျွန်တော်ပြန်လိုချင်တယ်ဆိုရင်တော့ပြန်ပြီးဆွဲပြီးထည့်လိုက်လို့ရပါတယ်ဒါချုပ်ပြီးဖြတ်လိုက်တဲ့သဘောပါဒီနောက်ကဗီဒီယိုဖိုင်ကိုလည်းဒီလိုမျိုးပဲကျွန်တော်ဒီလောက်ထိမလိုချင်ဘူးဆိုရင်လည်းချုပ်ပြီးဖြတ်ထားလို့ရတယ်ဒီဘိုင်းကမပါတော့ဘူးပေါ့နော်အကယ်၍ဒီဘိုင်းကိုကျွန်တော်ပြန်ပြီးလိုချင်တယ်ဆိုရင်သူ့ကိုပြန်ပြီးဆွဲချလိုက်ပါဒါဆိုရင်ပြန်ရောက်လာပါလိမ့်မယ်ဒါကကြတော့ duration ကိုချုပ်ပြီးတော့ဖြတ်လိုက်တဲ့သဘောပါလုံးလုံးကြီးအပြတ်ကျွန်တော်တို့ချုပ်ပြီးဒီလိုဖြတ်လိုက်တာမဟုတ်ဘူးပြန်ယူမယ်ဆိုရင်လည်းကျွန်တော်ဒီပြန်ဆွဲပြီးတော့ပြန်ဆွဲချပြီးတော့ယူလို့ရတယ်ဒီသဘောမျိုးပဲပေါ့နော်နောက်ကနေဖြတ်ချင်တယ်ဆိုလည်းရတယ်ကျွန်တော်ဒီရှေ့ပိုင်းမှာဖြတ်မယ်ဆိုရင်လည်းရှေ့ပိုင်းမပါတော့ဘူးပေါ့နော်ဒီနေရာဒီမှာသုံးပါတယ်အကယ်၍ဒါအသုံးလိုတယ်ဆိုရင်တော့ကျွန်တော်ဒီ tool လေးကိုအသုံးပြုလို့ရပါတယ်ဒါတော့ slip tool ဖြစ်ပါတယ်သူ့ရဲ့ shortcut ကတော့ Y ဖြစ်ပါတယ်ဒီအောက်ကတော့ pan tool ဖြစ်ပါတယ်pan tool ကတော့ဒီ Photoshop ကိုအသုံးပြုနေတဲ့မိတ်ဆွေတွေဆိုရင်တော့တော်တော်များများရင်းနှီးနှီးသိပါလိမ့်မယ် pan tool ကကြတော့ကိုလိုချင်တဲ့နေရာလေးတွေကိုပဲဒါ slap ပေးပြီးတော့ဒီ edit လုပ်တာပေါ့နော် color change တာပဲဖြစ်ဖြစ်နောက်ခံပြောင်းတာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးတွေကျွန်တော်တို့အသုံးပြုတယ် design ဆွဲတယ်ပေါ့နော်ဒီလိုမျိုးတွေဥပမာကျွန်တော်ကဒီနေရာလေးကိုကျွန်တော် slap ပေးခြင်းနဲ့ဆိုရင်တစ်ချက်နှိပ်မယ်ဒီ frame လေးချခဲ့မယ်ပေါ့နော်ဒီ point လေးချခဲ့မယ်ပြီးရင်တစ်ချက်နှိပ်မယ်တစ်ချက်နှိပ်မယ်ပြီးတော့ဒီမှာလာပြီးအဆုံးသတ်မယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကဒီ slap ပေးပြီးတော့အသုံးပြုတာဖြစ်ပါတယ်ဒါကတော့ pan tool ဖြစ်ပါတယ်သူ့ရဲ့ shortcut key ကတော့ P ဖြစ်ပါတယ် P နှိပ်ရင်ရတယ်ပေါ့နော်ဒီအောက်ကမှာရှိနေတာတော့ rectangle tool ဖြစ်ပါတယ် rectangle tool ကလည်း Photoshop ကိုအသုံးပြုနေတဲ့မိတ်ဆွေတွေဆိုတော့သိပါလိမ့်မယ် rectangle tool ကကြာကျွန်တော်ရှေ့ဆွဲတာပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ကိုလိုချင်တဲ့နေရာကိုကျွန်တော်ဖိပြီးတော့ဆွဲမယ်ဥပမာကျွန်တော်ဒီစာသားရဲ့နောက်ခံ background ပဲဖြစ်ဖြစ်ပေါ့နော်တချို့ဗီဒီယိုဒီမှာဆိုတွေ့ဦးပါလိမ့်မယ်ဒီအပေါ်အောက်တွေမှာကျွန်တော်ဒီ screen ဒီအမဲပုံစံမျိုးလေးတွေပေါ့နော်အမဲဘောင်လေးတွေပတ်ထားတာမျိုးလေးတွေတွေ့လိမ့်မယ်အောက်မှာလည်းရှိတယ်ဒီအပေါ်မှာလည်းရှိတယ်ပေါ့နော်ဒီလိုမျိုးနေရာလေးတွေမှာဆိုရင်အသုံးပြုလို့ရတယ်သူ့ကို color change မယ်ဆိုရင်ဘယ်လိုမျိုး change မလဲဆိုရင်ဒီလိုကိုလိုချင်တဲ့နေရာဆွဲလိုက်ပြီပေါ့နော်ကိုကဘယ်လိုပုံစံကြိုက်လဲကိုဆွဲကျင်တဲ့ပုံစံမျိုးဆွဲပြီးသွားပြီဆိုရင် color change မှုဆိုရင် window တွေကနေပြီးတော့ဒီမှာရှိနေတဲ့ essential graphic တွေကိုဝင်လိုက်မယ်ပြီးတော့ရောက်ပြီဆိုရင်ဒီအပေါ်ဆုံးကတော့ fade ပေါ့နော် fade ရကြတော့ကျွန်တော်တို့ရဲ့ဒီ color change ပြီးမှဖြစ်တယ်သူ့ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုဒီမှာ color ဝင်လာပြီပေါ့နော်အရောင်လေးဝင်လာပြီဒီအောက်ကကြတော့ stroke ပေါ့နော်သူ့ရဲ့ဒီဘေးအနားလေးတွေကိုကိုလိုချင်တဲ့ color လေးနဲ့ပတ်ချင်တယ်ဆိုရင် stroke နေရာကိုအမှန်ကြီးလေးပေးလိုက်မယ် color တွေဝင်မယ်ပြီးရင်ကိုလိုချင်တဲ့ color လေးကိုရွေးပြီးတော့ဒီမှာသူ့ရဲ့အထူပါကိုတော့ဒီနေရာမှာရွေးချယ်လို့ရတယ်ဒီမှာဆွဲပြီးတော့ရွှေ့လို့ရတယ်ပေါ့နော်ဒါကိုလိုချင်တဲ့လောက်
အထူအပါပေါ့နော်ဒီအောက်ကကျတော့ shadow ပါသူ့ရဲ့အရိပ်ပေါ့နော်အရိပ်လိုချင်တယ်ဆိုရင်အရိပ်ကိုဆွဲလို့ရတယ်ဒီလိုမျိုးကျွန်တော်တို့အသုံးပြုလို့ရပါတယ်ဒါကတော့ rectangle 2ဖြစ်ပါတယ်ဒီအောက်ကကျတော့ undo ပါ undo ကကျတော့ကျွန်တော်ဒီ timeline ကိုကျွန်တော်တို့ရွှေ့တာဖြစ်ပါတယ်သူ့ကိုယူလိုက်မယ်သူ့ရဲ့ shortcut key ကတော့ H ပေါ့နော်သူဒီမှာပြီးတော့ကျွန်တော်တို့က timeline ကိုရွှေ့တာပေါ့နော် timeline ကိုရွှေ့တာဖြစ်တယ်ဒီဘိန်းလေးနဲ့လည်းကျွန်တော်ဆွဲလိုက်မယ်ဆိုရင်လည်းရွှေ့လို့ရပါတယ်ဒီအောက်ဆုံးကကျတော့ type 2ဖြစ်ပါတယ် type 2ကတော့အားလုံးသိကြမယ်ထင်ပါတယ်ဒီ type 2ကကျတော့စာရိုက်တာဖြစ်တယ်ကိုစာရိုက်မဲ့နေရာကိုပထမဆုံးဒီမောက်နဲ့ဖိပြီးတော့ကျွန်တော်ဆွဲလိုက်မယ်ပြီးမှကျွန်တော်စာရိုက်လို့ရတယ်မြန်မာလိုပဲရိုက်အင်္ဂလိပ်လိုပဲရိုက်အဆင်ပြေတယ်โอเคဒီ color chain ကကြတော့ခုနနေရာပဲသွားချိန်ပါเนาะကျွန်တော်ဒီလိုမျိုး select ဆွဲပြီးပေးလိုက်မယ် select ပေးပြီးတော့ဒီမှာ window တွေကနေပြီးတော့ essential graphic ထဲကိုသွားမယ်ပြီးရင်ဒီမှာဖောက်ချိန်မယ်ဆိုရင်ဒီမှာတက်နေရာမှာကိုလိုချင်တဲ့ဖောက် style ကိုချိန်လို့ရတယ်ပြီးရင်တော့ဒီအောက်ကတော့သူ့ရဲ့ဒီ design တွေကတော့လိုက်ပြီးကိုလိုချင်တဲ့တိုင်းလိုက်ချိန်လို့ရပါတယ်เนาะ face နေရာမှာ color လိုက်ပြီးချိန်လို့ရတယ် stone နေရာမှာဒီလိုထားလိုက်မယ်ဒါသူ့ရဲ့ stone ဒါအထူပါကိုတော့ဒီလိုလိုက်ပြီးချိန်လို့ရပါတယ်ဒါခုနကကျွန်တော်ဒီ shape ကိုတခြားဒီစာကြောင်းရဲ့နောက်မှာသုံးလို့လည်းရတယ်ဒီလိုမျိုးဗီဒီယိုရဲ့ဒီအပေါ်ဘားလေးဒီမှာလည်းပတ်လို့ရတယ်ကဲ၍ဒီစာကြောင်းရဲ့နောက်မှာ color ထည့်ခြင်းနဲ့ဆိုရင်နောက်ခံထည့်ခြင်းနဲ့ဆိုဒီမှာထည့်လို့ရတယ် background ပေါ့နော်သူ့ကို check လေးလိုက်မယ်ပြီးရင်ဒီမှာကိုထည့်ခြင်းနဲ့ရောင်ရွေးပြီးတော့ဒါထည့်လို့ရပါတယ်သူလည်းဒါနောက်ခံထည့်လို့ရတယ်ပေါ့နော်သူကနောက်ခံရဲ့ဒီ opacity ကတော့ဒီအောက်မှာပေါ့နော်โอเคဒါကတော့ဒီ type 2ပါโอเคသူတို့မလိုချင်တော့ဘူးဆိုရင်ကျွန်တော်ဖြတ်လိုက်တော့မယ်ဒါဆိုရင်တော့အားလုံးလည်းအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်ခုမှစတင်လေ့လာနေတဲ့မိတ်ဆွေတွေအတွက်လည်းကျွန်တော်ဗီဒီယိုလေးတွေကအထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်တွေလည်း Premiere Pro နဲ့ပတ်သက်ပြီးသင်ခန်းစာတွေဆက်လက်ပြီးကျွန်တော်မျှဝေသွားပါမယ်ဗီဒီယိုတိဖြတ်နည်းတွေပေါ့နော်ဆက်လက်ပြီးမျှဝေသွားပါမယ်အဲ့တော့အားလုံးလည်းအဆင်ပြေကြပါစေခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ